အားလုံးပဲမင်္ဂလာပါကျွန်တော်ကမဂ္ဂဇင်းပေါင်းနာ NC ကိုပြောပြပါတယ်ကျွန်တော်ဒီဟာလေးကိုဒီ ERP software company ကိုထောင်ဖြစ်တဲ့ရေးတဲ့ channel တရားတွေကိုရေးရတဲ့အကြောင်းရင်းစာဖြစ်တည်လာတဲ့ဟာပေါ့ဒီကကျွန်တော်တို့ဒီလုပ်ငန်းမှာလုပ်တဲ့အချိန်မှာကျွန်တော်ဒီ1900ခုနှစ်ထဲကနေကျွန်တော် KTV လုပ်ငန်းစားတောက်ဆိုင်လုပ်ငန်းကိုစလုပ်တယ်အဲ့ဒီရှေ့ပိုင်းမှာလည်းမိသားစုလုပ်ငန်းဖြစ်တဲ့အပေါင်းပိုင်းရှေ့ပိုင်းလုပ်ငန်းကိုအဲ့ဒီမှာဖြတ်တန်းရတဲ့ကြေးကြုံတွေရဆိုလို့ရှိရင်လုပ်ငန်းမှာစနစ်ဒီဆောက်ဖို့ပထမဆုံးမှာခင်ဗျင်ပေါပေါ့နော်ရိုးရမိသားစုရိုးရလုပ်ငန်းတွေပြီးတော့စနစ်ဒီဆောက်ဖို့ဆိုတာကိုအရင်ကြီးကြောက်ဘူးတောင်းဒီဆောက်ဖို့အတွက်ခက်ခဲကြတယ်နောက်တစ်စီဖြစ်လာပြီးတော့လုပ်ငန်းတွေအများကြီးချဲ့ကျင်နေဆိုကျွန်တော်တို့စနစ်ဒီဆောက်ဖို့လုပ်စနစ်မဒီဆောက်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းချဲ့လို့မရအောင်ကြက်လုပ်ငန်းကကိုယ့်ထက်ကြီးနေပြီဆိုရင်ကျွန်တော်တို့ဒီလုပ်ငန်းမှာရန်ပင်နေဒီကတော့ကျွန်တော်တို့လုပ်ငန်းရှိစီးရေးကိုရန်ပေးမယ်နဲ့အလုပ်လုပ်ရတယ်လုပ်ငန်းအတွက်ကိုကျွန်တော်တို့ကပြန်လုပ်နေတာဖြစ်တယ်။ရန်ကျွန်တော်တို့ကလုပ်ငန်းရှိစီးရေးကိုလုပ်ငန်းကကျွန်တော်တို့ဘက်ကိုလုပ်ပြရအောင်အဲဆိုကျွန်တော်တို့ကပြန်သုံးသပ်မှလုပ်ငန်းကကျွန်တော်တို့ပဲလုပ်ပြီးနေတာကျွန်တော်တို့ကလုပ်ငန်းတော့လုပ်ပြီးနေတာပါပြန်သုံးသပ်တော့ကျွန်တော်ရဲ့ဒီကတန်ဖိုးထားမှုလုပ်ငန်းရှင်တွေစီးရေးကိုပဲကိုယ့်ရဲ့တန်ဖိုးထားမှုတွေရှိရဲ့ကိုယ်တန်ဖိုးထားမှုတွေတိတ်မရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမပြောတော့ဘူး